ဒီကလည်းကားလို့ကောင်းလိုက်တော့ကွာဟာဟာရောက်ခေါင်းရမှလည်းတင်းဟာရောက်ဖုန်းကလာတယ်ဆိုကားလို့ကောင်းတယ်ဟောရောက်အမပဲကွာဟာလို့မိုက်ပိုက်လေဟိုလေးဟောမနေချင်တော့အမလောင်းခုံပြီးတော့ငါအမတော်တော်ဘူးလေအားတော့မျိုးကပုံသေးတယ်ဗျအဲ့ဆိုလောင်းခေါ်တော့ငါမနေချင်တော့ဟာဟုတ်ကဲ့အမကြီးဟောကားလို့ကောင်းတယ်ဆိုရင်ထားရတော့ကွာထားရတော့ခဏနေမှာငါတော့ကားလိုက်တော့โอเคဆိုတော့ဖုန်းနဲ့တိတ်လိုက်ပါမယ်အဲ့ကတည်းကဆိုတော့ကားလိုက်တော့ကွာ sorry ရပါကွာဒီလမ်းကြောင်းလေးနဲ့နီးလို့အမကြီးရလေဗျာဘာမှမသိဘူးအမကြီးရโอเคအမကြီးအားရမရှိတော့ပြင်းဆိုလေပြင်းတယ်လို့ပြောဘာပူတာတော့ဒရာမာဒီတော့အင်းတာထားရတော့အမကြီးလည်းတော့နေနေဆိုလိုက်ဖို့ပဲလေကွာနောက်ခေါ်လိုက်မယ်နောက်ပြီးတော့မှသူ့ကိုပြန်ပို့လိုက်မယ်ငါကိုယ်တိုင်အောင်မအကနဲ့ကောင်းနေပါလို့ဆိုနေโอเคဟာပြီးမယူအိမ်မှာထားရငါတော့ဝန်ချိန်နဲ့တူငါတောင်းပါကွာဟဲ့ပြုတ်ကြပြရပတ်တဖာတော့ငါကားလေးကိုပြန်ပြရဟုတ်ကဲ့ဆိုရှာနဲ့နီးလေးရောဟုတ်ကဲ့ရောက်ပြီးတော့ဦးကြီးအမကြီးဆိုပြောငါကားမောင်းရစပီးကျွန်းတော့ဟုတ်အမကြီးအောင်မဆောင်းဟဲ့အမကြီးဟေးငါမောင်ရောက်လာပြီလားမြန်လိုက်လားသိလားโอ้มาရလေကျွန်တော်ကားမောင်းနဲ့စကီကျွမ်းတာလေဆိုတော့ဟောရအောင်မိုင်းတော့ပြင်းရတယ်ပြင်းတယ်ပြောမှာဟင်းငါမောင်ကလည်းအဲ့လိုတော့မမရမပြောချင်ဒါပြောနေတယ်ပြောရပါတော့ဆိုတော့ကြောက်သွားမယ်ငါမောင်တော့ရင်တင်ရင်းနဲ့ဟောဘယ်ရောက်နေလဲသူတစားဝင်มาပြဟုတ်လားนี่มองสกี้ရတယ်ငါတော့ကောင်းမှုရဟင်မရက်လေကျုပ်ကအမကြီးခေါ်တော့ကျုပ်ကပွဲမှာရောက်နေတာပွဲမှာရောက်နေတော့အမကြီးခေါ်တယ်သိမကြားရအောင်မကြားတော့သိပွဲရတော့ဒီညာနဲ့နီးရောဗျာကျုပ်အဲ့ဒါခါလေးလာခေါ်လိုက်တယ်အဲ့ဒါမင်းထပ်သွားမှာလားအထက်သွားမှာမင်းတော့မသွားလို့မဖြစ်ဘူးကြောင့်မိုက်ရအပွဲရတော်တော်မိုက်ရဗျအဲ့ဆိုမိုင်းနဲ့ဝင်ကြည့်အောင်အဲ့ဆိုမိုင်းနဲ့ဝင်ကြည့်မယ်လေဟာမိုင်းဝင်ကြည့်နေတွင်းနေနေအောင်မသူတို့ကဘာခွေးတော့မလားဘူးအဲ့ဆိုအဲ့တော့အိမ်လိုက်ဖို့ကြောက်ကြအိမ်လိုက်ဖို့မယ်ဟာကာလီတော့သွားပါကွာဟဲ့နင်းအိမ်ကနီးလာပြောอ่ะဝေးပဲမိုင်းရလည်းအဲ့လိုလို့ရှိမှာပေါ့ဗျာအဲ့တော့ကားတစ်ခါလေးပြင်လာမှာနော်နင်းအဲ့လိုရှုံးမပြင်နဲ့မိုင်းရလည်းတစ်ခါလေးပြင်လာမယ်ဗျအဲ့ပြီးတော့ထပ်သွားအောင်ပါဟုတ်ပြီအမိုင်းဟာပြီးတော့ကားပြင်သွားရင်တွင်းပြီးတော့တွန်းတော့မှာငါမောင်တက်တယ်လို့တော့ငါ့ဘောပြင်းလာမြန်လိုက်တာဟုတ်ပါရဲ့ကျုပ်တို့ကမြန်ပါတယ်လို့ဆိုနေမှရကြာကြီးပဲပြောအဲ့ဆိုရောက်ပြီလားရောက်ပြီတော့မနောက်ကခါပြီးတော့စောပြီးပြီရောက်ပြီအဲ့တော့အိမ်မဲဗျဟုတ်လားမိုက်တာပဲလာအဲ့ဆိုမိုင်းလားမိုင်းဝါဒီမှာလည်းကမိုင်းအိပ်ရမှာသိလားဒါမိုင်းအိပ်ရမှာဒါမိုင်းအိပ်ရမှာဗျဟုတ်လားငါမောင်ဟုတ်လားအဲ့လိုတော့ပြန်သွားကြတော့မနော်မိုင်းအိပ်ပြုံးလိုက်တာမထတော့တော့မလေတော်ခင်းစတင်လိုက်ပါမအားလုံးတော့ကျွန်တော်ပို့လေးပါဒီနေ့ view မှာတော့ကျွန်တော်ကားပေါ်တော့ကျွန်တော်ရဲ့အမကြီးကိုရွာရနေတော့ကိုယ်ဖြစ်ပါတယ်ဒါတော့ပတ်ဝန်းဖြစ်ပါတယ်ပတ်တူးတဲ့ကြည့်အောင်မဖြစ်တဲ့သိကြမလို့ကျွန်တော်ရဲ့
channel ကို like subscribe လုပ်ခဲ့ကြပါအားလုံးကျေးဇူးတင်ပါတယ်ပေါ့ရော့ okay so ကွာငါ okay so ဆိုင်ကနေပဲသွားလိုက်တော့မှာဆိုင်ကနေအိမ်အောင်သွားချင်းအဲ့ကိုတခါရသွားလိုက်တော့မယ်okay ကွာဆိုင်ကနေမှာပုံမိုင်းတာကွာokayကိုကြီးငါညပါလုံးမယ်ကိုကြီးဆိုင်ကရောက်လာရှင်းတာဘာရောက်ရှင်းမှာအပြားရောက်ရင် okay ရောက်ရင်နော်ကျေးဇူးပါကိုကြီးအေးရပါဘူး okay ဆိုတော့တော့တော့မြတ်လာဖြစ်မယ်ပေါ့ဘယ်လိုဆိုငါပွင့်တော့ကြောက်နောက်နေ့ကျမှသူ့အနေနဲ့သူနဲ့သူပဲတားနေတော့မယ်ဂျီရကွာဂျီတွေးကြောပြနေနေရပြီတင်နေဆိုတော့ကျော်လိုက်ဖို့ပေးအောင်မယ်ဂျီတွေထားရပါကွာဂျီရသူ့ရဲ့အိမ်ပြနေတယ်ဆိုတော့လိုက်ဖို့လိုက်ပါမယ်သူမပြောလဲထားရပါကွာဆိုတော့ okay ပြန်လိုက်ပါ okay ဆိုတော့ရဟာတော့မယ်ကွာထက်ကရှုငါတချင်းဆိုတာ okay ရှု okay တချင်းဆိုတာမယ်ကွာဟာတချင်းဆိုတာ okay let's go ဟာဆိုရင် let's go နောက်ဆုံးမယ်ကွာမင်းမရှိကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်ခဲ့ပါဗျာစာလို့စာ okay ဆိုတော့ဒီလေးဗီဒီယိုဒီလောက်ပါပဲအားလုံးတော့အားလုံးကျေးဇူးတင်ပါတယ်ဗျာကျွန်တော်နောက်ဆုံးအနေနဲ့တော့တကားလေးကပြတော့ပါမယ်ဟာလိုက်နေမိုင်းလာဘူးမိုင်းလာokay ရှု okay ဆိုတော့ဒီနေ့ဗီဒီယိုဒီလောက်ပါ